ထိုင်းမှာနေပြီးတော့အချိန်လွတ်လပ်မှုငွေကြေးလွတ်လပ်မှုတွေရချင်တယ်ဆိုရင်ဒီတစ်ချက်ကိုသိထားပေးရမယ်အဲ့ဒါကသူများလက်အောက်တစ်ခုထင်းနဲ့လောက်သွားလို့မရတော့ဘူးအခုခေတ်ကဆိုရင်အရာအလုံးကဈေးတက်တယ်နော်ကုန်ကြဈေးလည်းစိတ်တက်တယ်ဈေးတက်တယ်ဒါပေမဲ့ကိုရဲ့လစာကတော့ဈေးမတက်ဘူးအဲ့ဒီချိန်မှာလစာတစ်ခုထင်းနဲ့ရက်တည်နေတဲ့သူတိုင်းကအချိန်လွတ်လပ်မှုငွေကြေးလွတ်လပ်မှုရှိရတာခက်တယ်ချေရီတင်းလဲထိုင်းနိုင်ငံမှာနေပြီးသူများလက်အောက်မှာ10နှစ်စူးစမ်းလာတဲ့သူဒါပေမဲ့အခုဆိုရင်အဲ့ဒီနေရာကနေကိုတိုင်ပေါ့နော်စူးစမ်းပြီးတော့လွတ်လာခဲ့တယ်အခုဆိုရင် online မှာ100ရာခိုင်နှုန်းရက်တည်တယ်အချိန်လွတ်လပ်မှုငွေကြေးလွတ်လပ်မှုပိုင်ဆိုင်ရတယ်အားလုံးလဲကူညီရှင်တဲ့စိတ်နဲ့ဒီ page လေးကိုလာပြီးတော့ညဝေပေးတဲ့ account နဲ့ဖွင့်တာပေါ့နော်သူများလက်အောက်မှာလွတ်မြောက်ချင်တဲ့အချိန်လွတ်လပ်မှုငွေကြေးလွတ်လပ်မှုရချင်တယ်ဆိုရင် follow လုပ်ပေးကြပါဒီဗီဒီယိုလေးကို share ပေးသွားကြပါနော်နောက်နေ့အများကြီးလာညဝေပေးအောင်မယ်နော်ကျေးဇူးတင်ပါတယ်အောင်မြင်တဲ့သူတယောက်ဖြစ်ချင်တဲ့အလုပ်တွေစ조사နေတဲ့ဘာကြောင့်အခုထိမအောင်မြင်သေးတာလဲဆိုတော့ဒီတစ်ချက်ကိုမပြောင်းရသေးလို့ပါအဲ့ဒါကကိုယ့်ရဲ့အတွေးလေးပါအောင်မြင်တဲ့သူတယောက်ဖြစ်ချင်တယ်ဆိုရင်လေအလုပ်စ조사တစ်ခုယုံနဲ့မလုံလောက်ဘူးเนาะအတွေးကနေစပြီးတွေးရဲပေးရမယ်ပြောင်းလဲရဲရမယ်တော်မဲများကပေါ့နော်ဥပမာတလကိုဘတ်ငွေ9သိန်းရချင်တဲ့စိတ်ရှိတယ်ဆိုပြီးတော့တွေးမရဲဘူးပြောထွက်မရဲဘူးပြီးတော့ရပိုင်ခွင့်ရှိမှာမဟုတ်ဘူးလို့အဲ့လိုမျိုးတွေယုံကြည်မှုတွေရှိကြတာပေါ့နော်အဲ့ဒါကြောင့်မို့ဒီနေ့ကိုကအောင်မြင်တဲ့သူတယောက်ဖြစ်ချင်တယ်ဆိုရင်အောင်မြင်တဲ့သူတယောက်လိုမျိုးတွေးရဲအောင်အရင်သင်ယူပေးရမယ်YouTube ပေါ်မှာအောင်မြင်မှုလို့ရေးချလိုက်တာ ਨੇ အများကြီးပဲတက်လာတယ်တနေ့ကိုပေါ့နော်2နာရီလောက်အချိန်ပေးသွားပါရက်30ဆက်တိုက်အောင်မြင်တဲ့သူတွေကိုနားထောင်ပေးသွားကြည့်ကိုယ့်ရဲ့အသွေးတစ်တွေရှိလာစေတယ်အောင်မြင်တဲ့သူအသွေးကိုယ်စီမှာရှိလာတယ်ဆိုရင်လူတိုင်းမှာအခွင့်အရေးတန်းသူရှိကြတယ်နော်တော်များများအောင်မြင်တဲ့သူတယောက်ဖြစ်ချင်တယ်ဆိုပြီးတော့ကိုပြန်ပြီးအကြောင်းပြချက်အမျိုးမျိုးနဲ့ပြန်ပေးကြတယ်ပညာမရှိတာလားအရင်နီးမရှိတာလားလုံးမတတ်တာလားဒီအရာတွေကအကြောင်းပြချက်တွေကြီးပဲနော်အောင်မြင်တဲ့သူတယောက်ဖြစ်ချင်တယ်ဆိုရင်ကိုသိချင်တဲ့အရာတိုင်း free နဲ့သင်ယူလို့ရတယ်အခုခေတ်မှာဆိုရင်เนาะပြီးတော့အရင်နီးမရှိရင်လည်းကို့မှာဖုန်းရှိတယ် internet ရှိတယ်မီးနဲ့14နာရီရတယ်ဒီအရာတွေကကိုယ့်ရဲ့ယဉ်နီးကောင်းတစ်ခုပဲเนาะအဲ့ဒါကြောင့်မို့အောင်မြင်ချင်ပြီးတော့အကြောင်းပြချက်ပေးတာကိုရက်ပြီးတော့ငါရှိနေတဲ့အရာကပါလဲရှာပေးကြည့်ပါเนาะအခွင့်အရေးဆိုတာလေးကိုရှာတယ်နဲ့မြင်တယ်လူတိုင်းမှာအခွင့်အရေးတန်းသူရှိတယ်ဒီတင်လဲပညာရေးချင်းရှိတာကနေလာတာမဟုတ်တလို့ယဉ်နီးရှိတာကနေလာတာမဟုတ်ဘူးလောက်သက်တာကနေလာတာမဟုတ်ဘူးပြောမသက်ဆိုမသက်မြန်မာစကားတစ်လုံးမှပြောမသက်တာကနေလာပြီးတော့နေ့တိုင်းအောင်မြင်တဲ့သူတွေကိုနားထောင်ပြီးလေ့ကျင့်လာတယ်အားလုံးလည်းသူစူးစမ်းသွားကြမယ်နော်အောင်မြင်ချင်တဲ့သူတိုင်းဒီနားစီတောက်ပြီးအရန်ကောင်းတယ်တလားဘာဖြစ်ဆိုရင်အမကမိရဲ့သွေးဆုံးတော့လေနော်45နှစ်အိမ်မှာမိရဲ့သွေးဆုံးတော့4နှစ်ကျော်ရှိသွားတော့နော်ရွှေမပြန်တော့နည်းနည်းထိအေးတာပေါ့နော်လက်တိုတွေဝတ်လို့မရအောင်အခုအမအဲ့ဟာစားတောက်လိုက်တော့အခုလက်တိုလေးတွေဝတ်လို့ရတော့ပန်ကာလေးထိခံလို့ရတော့ပေါ့နော်အဲ့ဟာတရက်တစ်လုံးပဲတောက်တယ်နော်အမမနက်ကိုသမီးစားပြီးအမတစ်လုံးတောက်တာအဲ့သူ့ရဲ့အကျိုးကအရန်ကောင်းတယ်အခုအမချွေးတွေပြန်တက်လာတယ်ညာလက်ရှိလည်းဝတ်ဆရာမလို့တော့အနှွေးထဲလည်းထပ်ဆရာမလို့တော့ခါတိုင်းဆိုရင်ချမ်းတုံဖြစ်သွားတာတော့နန်းစီလေးပေါ့နော်သူကဆေးမဟုတ်ဘူးနော်ကင်ဆာဖြစ်တဲ့သူဆိုရင်တစ်နေ့နှလုံးတောက်ပေးနော်ကျမရဲ့အတွက်ကောင်းချစ်တယ်ဆိုရင်တစ်နေ့ကိုတစ်လုံးတောက်ပေးလို့ရတဲ့နန်းစီလေးပါရှင်အမရဲ့စပရေကိုဖြန့်ပြီးပဲလို့လဲရှင်မြောက်ဝေပြုံးနော်အမစပရေဖြန်းတာကောင်းကြိုက်တာလို့နာစီးတာလို့အဲ့ဟာဖြန်းချင်းတော့အရင်ကောင်းတယ်နော်ပြီးတော့အမကအနည်းတင်မဒီမစီအောက်မှာလေအရင်တော့အေးအေးမဝမလားတော့အလုံးအစီဖြစ်လာတာမလုံးအရင်တွဲကြနေတော့အမညဆိုရင်မစီမိတ်ပြီးဖြန်းပလိုက်တာဖြန်းပြီး15မိနစ်လောက်မလုံးမိတ်လိုက်ဒီမစီလဲကြည်လာတယ်မျက်နှာလဲတင်းလာတယ်အမရန်တုံးလုံးကောင်းတယ်နော်ငါတငယ်ချင်းတော့3ခိုင်းစေချင်တယ်